ရာစုနှစ်တစ်ခုစာလောက်ပြင်ပကဘာကြီးနဲ့အဆွတ်တဲ့လုံးဝဖျက်တောက်ခြင်းခံရတဲ့1830ဝန်းကျင်အေရိုတိုင်းပြည်မှာတော့ကြီးမားတဲ့ရေလိုင်းတစ်ခုအပြင်းထန်ရိုက်ခတ်လုပ်သွားခဲ့ပါတယ်။အဲ့ဒီရေလိုင်းကတော့တကွဲကွဲသောခန္ဓာကောင်ပါလို့လူသိများကြတဲ့18ရာစုဂျပန်ပြည်အနုပညာရှင်ကတ်ဆူချီကာဟိုကူဆိုင်ရဲ့မဟာအနုပညာမြောက်တိတာပုံလေးရတဲ့ကရေလိုင်းကြီးပဲဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်ကတော့ AAO Art 80ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဂျပန်နီ artist ဖြစ်တဲ့ကတ်ဆူချီကာဟိုကူဆိုင်ရဲ့ Great Way အကြောင်းကျွန်တော်ဖတ်ထားမိသမျှပြောပြပေးတော့မှာဖြစ်တော့16ရာစုဂျပန်ပြည်အေရိုခေတ်ကိုကျွန်တော်နဲ့အတူအချိန်ခီးသွားဖို့လိုပါမယ်1639ကနေစတင်ပြီးတော့ဂျပန်ပြည်ဧကရာရဲ့တင်းကျပ်လုံးတဲ့စီးမင်းတွေအောက်မှာအေရိုတိုင်းပြည်လို့ခေါ်ခဲ့ကြတဲ့ယနေ့ခေတ်ဂျပန်ပြည်ကအနောက်တိုင်းယဉ်ကျေးမှုတွေကိုလုံးဝပိတ်ပင်ထားခဲ့တယ်လို့တိုင်းပြည်ရဲ့ဝင်ထွက်ကိုလည်းပြည်သူပြည်သားတွေမကနိုင်ငံခြားသားမှမချမ်းတေတံထိပေးလို့ရတဲ့စီးမင်းတွေနဲ့တူကန့်တက်လုပ်ထားခဲ့ပါတယ်အေရိုခေတ်ဆိုတာအေရိုမျိုးတော့မဟုတ်ယနေ့ခေတ်ဂျပန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့တိုကျိုကိုစားပြုခဲ့တဲ့ခေတ်တစ်ခေတ်လည်းဖြစ်ပါတယ်1615ကနေ1600ဝန်းကျင်ကျော်လောက်ထိပြည်တွင်းစစ်တွေအကြီးကျယ်ဖြစ်လို့နေခဲ့တဲ့အေရိုခေတ်မှာတော့တိုကူဂါဝါရှိုဂန်တို့ရဲ့အင်အားကြီးလာမှုနဲ့တူဂျပန်ပြည်နဲ့ကမ္ဘာကြီးတို့ကြားကအဆက်တွေဟာလည်းပိုဝေလို့လာခဲ့ရပါတယ်အဲ့ဒီကာလတွေရဲ့လူဒန်းစားလာထိတ်ဆုံးမှာတော့ဘီရင်မျိုးတွေတရားသူကြီးတွေရှိုးကန်းတွေကနေရာတိကယူထားခဲ့ကြပြီးတော့ဒုတိယနဲ့တတိယနေရာမှာတော့ဆာမူရိုင်းတွေနဲ့လယ်သမားမျိုးတွေအမှုပညာတွေနဲ့ကုန်တွေကတော့လူဒန်းစားလာရဲ့အောက်ဆုံးမှာအတီးတီးရက်တီလိုနေခဲ့ကြပါတယ်ဒီကားတစ်ချက်လည်းခေါက်ဆွဲတစ်ခွက်စာလောက်တာတန်ကြီးပဲရှိခဲ့တယ်အဲ့ဒီနေရက်တွေရဲ့အေရိုခေတ်ဂျပန်ပြည်မှာတော့ကုန်တွေရေးချင်းမင်းတက်လာမှုနဲ့တူအောက်ဆုံးကလူဒန်းစားများဖြစ်တဲ့ကုန်တွေရဲ့အခန်းကဏ္ဍဟာလည်းပုံမအေးပါလာခဲ့ပြီးတော့တကောင်းတို့ကြားမှာလည်းဥကီယိုယဉ်ကျေးမှုတည်းပေါ်ပေါက်လို့လာခဲ့ပါတယ်ဥကီယိုယဉ်ကျေးမှုဆိုတာအေရိုခေတ်ရဲ့တက်မှတ်ထားတဲ့နေရာတွေကနေမြို့ပြနေလူသားတန်းစားတွေကုန်တွေစာရေးဆရာတွေနဲ့ကြပြဆရာတွေရဲ့အဓိကစီးစိမ်ခံရနေရာတွေဖြစ်တဲ့ပြည်တစားအိမ်တွေခပုတ်ကီလို့ခေါ်တဲ့ပက်ဆက်ယုံတွေရုပ်တွေးယုံတွေမှာအထူးတလဲရေးပန်းစားလုပ်နေခဲ့ပါတယ်အဲ့ဒီခေတ်ရဲ့အကြီးဆရာတွေလောက်ကတော့ UQA လို့ခေါ်တဲ့နာမည်ကြီးမိန်းဖလားလေးတွေနဲ့ခပုတ်ကီပြဿမင်းသားတွေရဲ့ပုံလူတွေကိုတစ်သားပုံတွေထုတ်ဝေရောင်းချခြင်းပဲဖြစ်ခဲ့ပါတယ်1960ခုနှစ်ကဆူရှီကာနုပညာမျိုးမှာမွေးဖွားလာတဲ့ဟိုကူဆိုင်တယောက်ဆယ်ကျော်တက်ပွားပါတယ်မဲ့ခပုတ်ကီမင်းသားတွေရဲ့ပုံလူတွေကိုပုံနဲ့ရင်းနဲ့ပဲတူဘွားရဲ့တစ်သားပုံနဲ့ချင်းနုပညာကိုစတင်ခဲ့ရပါတယ်အဲ့ဒါလို့နဲ့နောက်ပိုင်းကာလတွေမှာတော့ဟိုကူဆိုင်တယောက်ဂျပန်ပြည်သူတွေရဲ့နေ့စဉ်လူနေမှုဘဝကိုဖော်ကျူးထားတဲ့ရှုမြောင်ခင်းမကြီးတွေကိုစတင်ဖန်တီးလာချိန်မှာတော့ UQA တစ်သားပုံနဲ့ချင်းရဲ့အဓိက main subject ကြီးဟာလည်းတစ်မျိုးတစ်ပုံပြောင်းလဲလာခဲ့ရတယ်လို့အဲ့ဒါပဲတူဘွားကိုအနုပညာရှင်တွေကြားအောင်မြင်တဲ့အနုပညာဓမ္မတယောက်ဖြစ်လာစေခဲ့ပါတယ်တော့ဝင်မဲ့လေအချိုးခွင့်များလုံးနဲ့ဘွားဆက်ခုံကြီးကတော့ဟိုကူဆိုင်ကိုနောက်တစ်ဖန်ခက်ခဲစေဖို့ရာအတွက်ချေးရတဲ့မျိုးသမီး2ယောက်နဲ့ကလေးတွေကိုပါဆုံးရှုံးစေခဲ့ပြန်တယ်လို့တူတက်90ရဲ့ရောက်ချိန်မှာတော့မိုးချိုးပစ်ခံရတဲ့တန်းနဲ့ပဲသူ့ရဲ့လက်တစ်ဖက်ဟာလည်းပုံနေလို့မရတော့တဲ့အထိထိခိုက်သွားခဲ့ရပါတယ်ဒါပဲတူဘွားကိုအစ်စ်ပြန်လည်စတင်စေခဲ့ပါတယ်ဘဝလေးတစ်ခုစတင်ခြင်းနဲ့အတူဟိုကူဆိုင်ရဲ့အမှုပညာအမြင်တွေကလည်းအရင်ကနဲ့မတူတော့တဲ့ပုံစံတစ်နဲ့စတင်လို့လာခဲ့ပါတယ်အစောပိုင်းကာလတွေရဲ့ဂျပန်ပြည်အမှုပညာလှူရှာမှုတွေမှာအနည်းဝေးမပါပဲပုံတေကိုင်းချက်ဆန်လုံးနဲ့ UQA Art Style ကိုတွေ့မြင်ခဲ့ရပေမဲ့လည်း1830ဝန်းကျင်ကျော်လောက်မှာတော့ဥရောပဟန် Linear Perspective ကိုထည့်သွင်းလာခဲ့ကြပါတယ်ပြားနေတဲ့ပုံတွေကိုဟိုကူဆိုင်တယောက်တူဘွားတစ်လျှောက်လေ့လာထားတဲ့အယောင်တွေအလင်းတွေကို perspective နဲ့ပေါင်းစပ်မိချိန်မှာတော့36 view of Mount Fuji series ကိုစတင်ဖန်တီးခဲ့ပြီးပါတယ်။အဲဒီ series ထဲမှာThe Great Wave လို့လူသိများကြတဲ့အန်နာတဲ့ Weibo Kanagawa ဟာယနေ့ခေတ်ကမ္ဘာတဝန်းထင်ရှားလာတဲ့ဂျပန်ပြည်ရဲ့အမှုပညာလက်ရာတစ်ခုဖြစ်တယ်လို့19ရာစုဥရောပရဲ့ Impression ခေတ်အမှုပညာလှူရှာမှုကိုလည်းအကြီးအကျယ်လက်မိုးထားနိုင်ခဲ့ပါတယ်။ Impression ခေတ်ကိုစတင်စေခဲ့တဲ့ပတိဆရာကြီးကလောက်မုံလေးပါဝင် Augustine Win တို့နဲ့ Vincent van Gogh တို့လိုနာမည်ကြီးပတိဆရာတွေတောင်မှဟိုကူဆိုင်ရဲ့အယောင်တွေတုံးပြုခံတဲ့ရေးဟန်တွေကိုအတူယူခဲ့ရပါတယ်။ Vincent van Goghရဲ့နာမည်ကျော် Starry Night မှာတောင်မှ The Great Way ရဲ့လွမ်းမှုမှုမွေးတက်တွေပါဝင်နေတာကိုအထွေးနောက်တွေ့မြင်ရမှာဖြစ်ပါတယ်။
1868ခုနှစ်ရောက်မှာတော့ဂျပန်ပြည်ဟာလည်းကမ္ဘာကြီးနဲ့တပတ်ကုန်သွယ်ရေးပြန်လည်စတင်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့ The Great Wave ရဲ့ထောင်ပေါင်းများစွာသောမိတ္တူတွေဟာလည်းကမ္ဘာတစ်ဝန်းပြန့်နှံ့သွားတဲ့ထိအောင်ရောင်းချနိုင်ခဲ့ပေမဲ့လည်းအမှုပညာရှင်ကြီးကတ်ဆူရှီကာဟိုကူဆိုင်ကတော့1849မှာတင်ပဲကွယ်လွန်သွားခဲ့ရပါတယ်။လူရာကွယ်လွန်သွားခဲ့ပေမဲ့လည်းတူဖန်တီးခဲ့တဲ့ကာနာဂါဝါပင်လယ်ကွေ့ကကြီးမားတဲ့ရေလိုင်းလုံးကြီး The Great Wave ကတော့ယနေ့ခေတ်ကမ္ဘာကြီးရဲ့အမှုပညာလောကကိုအပြင်းထန်ရိုက်ခတ်လုပ်နေစေနေမြဲတာဖြစ်ခဲ့ရပါတယ်။